ဒါတော့ကျွန်တော်တို့ KBZ 10မိုင်ပြေးဖို့အတွက် Chatrium Hotel မှာ race kit လာထုတ်တာပဲဖြစ်ပါတယ်လူနည်းနည်းများတယ်နေကင်းတစ်နိုင်လောက်ရောက်တော့စင်ပြေပါတယ်ထောက်ရတော့နည်းနည်းတော့အစီအစဉ်မကြဘူးဟိုတပြက်ဒီတပြက်တော့ဖြစ်နေပြီးတော့ကျွန်တော်တို့ဒီ race kit နဲ့ပြီးတော့ bib number ထုတ်လာတယ်အင်ဂျီသားလေးပါလေးကြည့်တယ်အင်ဂျီသားတော့တော်တော်ကောင်းပါတယ်အဲ့ဒါမိုက်တယ်မိုက်လား okay 21ရက်နေ့ race day မှာတော့ကျွန်တော်တို့2နာရီထားကြပါတယ်ပြီးတော့ coffee တောက်တယ်ပြီးရင်ကြက်ဥနည်းနည်းစားတယ်ပြီးရင် carbohydrate တွေကတော့ညဘက်စားထားတယ်ညတော့အိတ်မပြုတ်တိတ်ပြီးတော့2နာရီလောက်ပဲအိတ်ပြုတ်တယ်ပြီးတော့ကျွန်တော်တို့စပြီးအိမ်ကထွက်ပါတယ်ဒီနေ့ကကမ္ဘောဇာ KBZ 10မိုင်16 km ပြေးမှဖြစ်ပါတယ်ကျွန်တော်တကယ်လို့ဆောင်ရောလာပြီဗျာBanana Human side Do my leg with some big what's up Okay You got it Let's go ကဲတို့ပြီဗျာ KBZ တန်းမိုင်ဟိုလာတယောက်တော့ခေါ်မယ်အားနေပြီခင်ဗျားတို့ကနောက်ပေါက်မပြောသေးရကျွန်တော်မှတော့တစ်လုံးပါတယ် Yeah Hey You can tell the contact Did she the hit by side Back up Man of deal night side Sweaty old now that you melody Chill them she let down the soul Hey night go Hip hop ne hiker man Fly Nuki 3ယောက်ရန်ကြီးက Nuki 2ယောက်ကတော့မရောက်သေးဘူးပွဲမှာမတွေ့မှာပြီးခဲ့တဲ့ဗီဒီယိုတွေကလိုပဲဒီ3ယောက်ပဲအေးရုံးမ run ရလို့အင်းဒီပြောင်းဒီနေ့ကကမောတာ run ဖြစ်သွားတာပဲကျွန်တော်3နာရီခွဲကျော်လောက်ဒူနာကွင်ရောက်တယ်ပြီးတော့တခြား Nuki ကိုစောင်းတယ်တပုံရိုက်တယ်ဗီဒီယိုရိုက်တယ်ဗာညာပေါ့ညိုဗီတယောက်ပါ fashion မိုက်ဆုံးစုရောက်ဒီမှာတော့တယောက်ဟိုသွားလို့ရေဘူးတယ်လို့သွားပြီဟုတ်ပြီလားအပြားနမဲနဲ့စုရောက် Harry Style Justin Bieber ဒါကတော့ Barefoot Beyond the Bed လို့တည်ကြတဲ့လူမင်းခန့်ပဲဖြစ်ပါတယ်သူကချီပလာမာရသွန်ပြေးသမားပါခင်ဗျမအေးရသေးဘူးလားအဲ့2နာရီတော့အေးရဘာလို့လဲညာအေးမပြောဘူးအေးအဲ့ race နေအိတ်တိုင်းပဲနော်အိတ်မပြောဘူးနော်ကျွန်တော်အိတ်မပြောဒါမှဒါဆော့လို့တော်သေးတယ်ညကခေါင်းထဲမှာလီလာအတွေးတွေဘာတွေမှလည်းမသိဘူးဘောင်းလည်းဖူးတယ်ဒီဘဲဆောင်တော့ဘောလုံးကနေရပါဘူးစတေဘယ်တော့ဖြစ်တယ်ဒီရစေမိုင်းကျွန်တော်တို့မပြေးခင် one map လုပ်တယ်ဒီခွဲမှာဒါလွတ်မယ်လို့ပြောပေမဲ့ကျွန်တော်တို့လူအုပ်ထဲမှာတော့ပုပ်ပြီးနဲ့နည်းနည်းစောင့်လိုက်ရတယ်15မိနစ်လောက်တာယူစိတ်ကောင်းနေရလားကောင်းတယ်ယူကြီးကဲပြေးပြီဗျာကင်မရာမင်းနေလာ3 kilometers We make it! Woo! 7.5 km ရောက်ပြီ8 km ရောက်ပြီကျေတော့နာရှင်းမတော့ရှင်းမလာဘူး8 km station ဒီစီပါတဲ့ရိုင်းဒီလေး3000ဝယ်ပြီးပါပြေးဒီတော့new wayစားထွက်လာတော့ရာသီဥတုကတော်တော်ပူတယ်ဒါပေမဲ့ဒီမြို့ပြင်ဘက်ရောက်တော့ပြေးလို့တော်တော်ကောင်းလာတယ်အေးပါတာမြို့တွေလည်းတွေ့ရတယ်မြို့တွေလားဘာတွေလဲတော့မသိဘူးဆွဲ10 kmကဲ
ကဲညူကီအားလုံးပန်းဝင်လာပြီဗျာfinisher t-shirt ထုတ်တာနဲ့ medal ယူတဲ့ process ကတော့ယူမောင်းပွဲလို့ smooth မဖြစ်ဘူးခက်ခဲနေနေရှိတန်းစီနေရတယ်လို့ပြန်မစီရမှမသိဒါတော့ lucky 7ကိုကျွန်တော်မနက်စာသွားစားကြတယ်ယူမပွဲတော့လည်းအဲ့တိုင်းပဲပေါ့နော်ပြေးပြီးသွားရင်ကျွန်တော်မနက်စာစားပြီးတော့မှအိမ်ပြန်ကြတယ်လဲမယ်နော်ဒီကောင်တိုင်းရောက်သွားဟာဒီပဲစိုးနေပြီနိုင်45တော့ရောက်ပြီနိုင်45တော့မလို့အားလုံးပဲပါပါဗျာနောက် vlog မှာပြန်တွေ့ကြမယ်